ဒီနေ့ကတော့ဘန်ကောက်မှာသွားမယ်စားမယ်ဆိုတဲ့အစီအစဉ်လေးဖြစ်ပါတယ်ရှင် Today outfit check ဘာညာဟဲ့ဒါကတော့ရေမွေးကိုအဲ့လိုမျိုးအများကြီးစွတ်တဲ့လူပေါ့နော်အေးရထားနောက်ကျလို့ဘာမှမစားသေးဘူးပေါ့နော်ဒါမဲ့လည်းပဲတွေကများပေးနေပါတယ်ပန်းရောင်လေးဝတ်ပြောအခုကတော့ဘန်ကောက် Onu Station နားမှာဖွင့်ထားတဲ့ရွှေတီ House ကိုရောက်ပါပြီရှင်အဲ့မှာနေ့လည်စာစားပါမယ်ရွှေတီ House မှာကမြန်မာစားစာအစုံအပြင်မှာမန်လီယာနမေကြီးစန္နာမင်းနဲ့ဆူဆိုးမုတ်တီလည်းရပါတယ်ရှင်ဈေးလေးတွေကလည်းအရန်ဖဲဖြစ်ပါတယ်အရန်အစုံရတယ်ပေါ့နော်ဒီမှာဆူဆိုးမုတ်တီလည်းရတယ်ပြီးရဲ့ခါစန္နာမင်းလည်းရရပေါ့နော် GOစီကြတော့နန်းကြီးတုတ်လေးရယ်စမူစာရယ်လက်ဖက်ရည်အရင်မှားလိုက်တယ်ပေါ့နော်မြန်မာစာလေးစားချင်လို့လာရပါရှင်။မြာဒီလေးနဲ့စားမယ်ပေါ့နော်။ဒါကတော့လက်ဖက်ရည်ပါရှင်။စားပါအောင်ရှင်။နန်းကြီးတုတ်ကလေအသားကြီးလည်းအများကြီးပါတယ်။တော်တော်လေးလည်းစားကောင်းတယ်။ဒါကတော့ဆန္နာမီဖတ်ထုတ်အိုးကလေးပါရှင်။ဖတ်ထုတ်လေးကလေကျွတ်ကျွတ်လေးနဲ့အရန်စားလို့ကောင်းတယ်။ပြီးရဲ့ခါကျတော့တငယ်ချင်း2ယောက်လာတာဆိုတော့ကြေးဦးစီချက်လေးလည်းမှားလိုက်တယ်ပေါ့နော်ကြေးဦးချက်သားကလည်းအသားတွေကိုတေချာလုံးပြီးတော့ထည့်ပေးထားတာဆိုတော့စားလို့ပိုကောင်းတယ်ပြီးတော့အသေးမြစ်တွေလည်းအများကြီးပါပါတယ်ရှင်စမူစာလေးစားပါမယ်ရှင်စမူစာတို့လိုမျိုးချင်လေးနဲ့ပေါ့နော်လို့ဆိုတော့အီပီယာပေါ့စမူစာကလည်းအထင်းမှာအာလူတွေအများကြီးနဲ့အရန်စားလို့ကောင်းတယ်ပေါ့နော်ဘောမှာလည်းအဲ့လိုမျိုးလောရရတဲ့အထင်းမှာအစားတောက်လို့ရရတာတော့မှပျော်ဆုံးအဲ့လိုရမ်းပျော်ကဲဝိတ်ချနေကျမရွှေတီးဟောက်မှာအတကုံစားတောက်ပြီးတော့အခုရထားစီးပြီးတော့ကျမတို့ icon စီရင်သွားမယ်အခု icon စီရင်ကိုသွားဖို့လှည့်စီးပါမယ်လှည့်စီးပြီးတော့ဟိုဘက်ကိုကူးပါမယ်ရှင်နေ့လေသာစားပြီးတဲ့က icon စီရင်တော့လာတာအခုမှ icon စီရင်ကိုရောက်တာည9နာရီခွဲနေပြီနော်breakfast ပါသွားပြန်စားရမယ်ရွှေတီဟောက်မှာကဲဒီနေ့ဒီလောက်ပါပဲရှင်အားလုံးပဲ thank you ပါ